လူတော်တော်များများကဒီဘက်ခေတ်မှာ auto pilot နဲ့အသက်ရှင်နေကြရဲဆိုတာကိုသိလားလူတိုင်းနှိပါကမနှက်အိပ်ရာထားတယ်အလုတ်သွားတယ်အလုတ်ပြန်တယ်ထမင်းစားတယ်ဖုန်းသုံးတယ်ပြီးရင်အိတ်တယ်အဲ့လိုနဲ့ပဲနေတတူဝါကိုဖြတ်တန်းနေရတယ်အဲ့ဒါokayအပါအဝင်เนาะအဲ့လိုပဲဖြတ်တန်းနေကြတာအဲ့လိုမျိုးနေရက်တွေများလာတဲ့အချိန်ကျတော့လေကိုစက်ရုပ်တရုပ်လိုခံစားလာရတယ်။အသက်ရှင်နေတာလားဒါမှမဟုတ်နေရက်တွေကိုပဲဖြတ်တန်းနေတာလားဆိုပြီးတော့ကိုပြန်ပြီးတော့တွေးပူးကြမယ်ထင်ပါတယ်။ဒီလိုတွေဖြစ်နေတာကအဲ့လိုကိုရီးယားပြင်းနေလို့လည်းမဟုတ်ဘူး။အုံနောက်ကဒီရှင်တန်မို့ကိုပဲအာယုံစိုက်နေရတဲ့အချိန်မှာနေ့စဉ်လုပ်နေကြအရာတွေကိုပဲအလိုလျောက်ကိုကလုံးမိနေတတ်တယ်။အဲ့လိုနဲ့ပဲနေရက်တွေကကုံသွားပြီးတော့ကိုဘဝကိုတကယ်မခံစားမိတော့ဘူးအဲ့လိုမျိုးဖြစ်တဲ့အချိန်တွေမှာကိုပြန်ပြီးတော့ဘယ်လိုမျိုးစိတ်ဖြေလို့ရလဲဆိုတဲ့အချက်တွေကိုโอเคပြပေးမယ်နော်ဓမ္မတစ်ခုကကိုဒီမေးခွန်းလေးမေးကြည့်လိုက်ငါအခုရှင်တန်နေရလားဒါမှမဟုတ်အလေးကျင့်တိုင်းပဲလုပ်နေတာလားအဲ့လိုလေးမေးကြည့်လိုက်ဒီမေးခွန်းကရိုးရှင်းတယ်ဆိုပေမဲ့ကိုပြန်တတိထားမိစေတဲ့မေးခွန်းမျိုးလည်းဖြစ်တယ်အဲကြောင့်မို့လို့ကိုအဲ့မေးခွန်းလေးကိုပြန်မေးကြည့်ပါနောက်တစ်ခုကကိုရဲ့ခန္ဓာကိုယ်ကိုဂရုစိုက်ကြည့်ပါဒီဟာကတော့ okay ကိုယ်တိုင်လည်းလိုက်လုပ်ကြည့်ဘူးပါတယ်တကယ်ကြီးကိုအကျိုးရှိပါတယ်ဘာလို့လဲဆိုတော့အေးရေးမဝတာတွေအစားအသောက်ဓာတ်ရက်မကောင်းတာတွေကိုခန္ဓာကိုယ်ကိုဝင်တဲ့အစားအသောက်တွေကကျန်းမာရေးနဲ့မညီညွတ်တဲ့အရာတွေဝင်နေလို့ရှိရင်ကိုယ့်ရဲ့စိတ်ခံစားချက်ကိုလည်းအယမ်းကိုတက်ရောက်နိုင်တယ်အခါတလေဘဝကိုစိတ်မဝင်စားတော့ဘူးဆိုပြီး depression ဝင်နေတတ်တာမျိုးတွေကကိုယ့်ရဲ့အစားအသောက်အဲ့နေထိုင်မှုပုံစံမမှန်လို့လည်းဖြစ်နေတတ်တယ်ဒါကတော့ okay တကယ်ကြုံခဲ့တဲ့လက်တွေနော်။ Okay ဒီစိတ်အရန်ညစ်တဲ့အချိန်အမကိုလှုပ်ချင်စိတ်မရှိတော့တဲ့အချိန်မှာ okay လေးချင်အောင်စလုပ်လိုက်တာ။ diet တွေလည်းစချင်းလိုက်တာ။အဲ့ဒီအချိန်မှာလူကလေအရင်ကထပ်ပို့ပြီး productive ဖြစ်လာတယ်။နေလို့ထိုင်လို့ကောင်းလာတယ်။ဘာလို့လဲဆိုတော့ကိုစားတဲ့အစာအသောက်ပြီးရင်နေ့စဉ်ရေဓာတ်ပြေးသွားတာ။အေးဝဝအိတ်တာတွေကတကယ်ကိုယ့်ရဲ့ဒီစိတ်ကျန်းမာရေးကိုတော်တော်ကြီးကိုကောင်းမွန်စေတဲ့အချက်ထဲမှာပါတယ်။ပြီးရင်နောက်တစ်ခုကကို့မှာအခွင့်အရေးရှိလို့ရှိရင်ကိုဘဝကိုပြန်ရွေးချယ်ကြည့်လိုက်ဒီတိုင်းကိုကတူညီတဲ့အရာတွေကိုလုပ်နေရဆိုရင်တောင်မှဒီနေ့ပဲဖြစ်တယောက်ကိုအဲ့လိုကျေးဇူးတင်စကားပြောကြည့်လိုက်ကိုပေါ်ကျေးဇူးရှိခဲ့တဲ့လူကိုကျေးဇူးတင်ကြောင်းပြောမယ်ကိုချစ်တဲ့လူတွေကိုချစ်ကြောင်းထုတ်ပြီးတော့ပြောမယ်ပုံးတွေပါတွေကိုမကြည့်ပဲနဲ့မိသားစုကိုအချိန်ပေးမယ်ကိုချစ်တဲ့လူနဲ့အချိန်ပေးမယ်အဲ့လိုအရာလေးတွေကိုလုပ်ကြည့်လိုက်ရင်ဒီ auto pilot ဖြစ်နေတဲ့ဘဝတွေကနေပြီးတော့ဖြစ်ချင်းလေးထွက်လာဖို့ကူညီနိုင်ပါတယ်။တခါတလေ okay တော့ငါဘဝကြီးကိုပြောင်းပစ်ချင်နေတော့ဘာလို့ depression ဝင်နေတဲ့အချိန်တွေးတတ်တယ်လေ။ဒါပေမဲ့တကယ်တမ်းကဘဝကိုအစ်စ်ကနေပြန်ပြောင်းဖို့လိုတာမဟုတ်ဘူး။ကိုယ့်ရဲ့ဒီအခုရှိနေတဲ့လက်ရှိဘဝလေးကိုတတိရှိနဲ့ပြန်ဝင်လာဖို့ပဲလိုတာ။ခေကိုယ်တိုင်လည်းကိုနေတိုင်းပြန်ပြီးတော့တတိပေးတဲ့အတွေးလေးရှိတယ်။ဒါကဒီလိုနေရက်တွေကိုဒီတိုင်းကြီးဒီလုံးကြောင့်အိမ်ဒီလိုပဲဖြတ်တန်းနေတာချက်နေ့တစ်နေ့ကိုတတိရှိနဲ့ဖြတ်တန်းလိုက်တယ်ဥပမာကိုဒီနေ့မှာဒီလူကကူညီပေးခဲ့ရဆိုရင်အဲ့ကူညီတဲ့လူကိုစိတ်ထဲကနေဖြစ်ပါဇက်ကနေဖြစ်ကျေးဇူးတင်ကြောင်းပြောလိုက်တယ်ကိုဘေးမှာကိုဘေးပတ်ဝန်းကျင်မှာရှိတဲ့လှပတဲ့အရာလေးတွေကိုခံစားပေးတယ်ပြီးတော့ဘဝကပြောင်းလဲတာကခါရဲမဟုတ်ဘူးကိုနေ့စဉ်ရွေးချယ်တဲ့ကိုရဲ့အကျင့်လေးတွေကနေစတင်ဖြစ်လာနိုင်ပါတယ်